ပေးရောက်ဗန်ရှိတဲ့အခါကျွန်တော်တို့အချက်လက်တွေပိုင်းထည့်မှာတယ်ပေါ့နော်ထည့်မှာလည်းလို့ရှိရင်ဒီအခုလိုမျိုးဒီ verify တောင်းတာတွေပါတယ်ဖြစ်တယ်ပေါ့နော် verify တောင်းတယ်သူကဒီကိုအချက်လက်တွေမှားဖြည့်တဲ့အတွက်ကြောင့်မလို့သူကကိုယ့်ရဲ့အချက်လက်တွေပြန်ပြီးတော့စစ်ဖို့အတွက်သူက upgrade ပြန်လုပ်ခိုင်းတာပေါ့နော် upgrade ပြန်လုပ်ခိုင်းတဲ့အခါမှာကိုယ့်ရဲ့ဗန်အချက်လက်တွေတောင်းရင်လည်းတောင်းမယ်ကိုယ့်ရဲ့ရုပ်ကိုတောင်းရင်လည်းတောင်းမယ်ပေါ့နော်အဲ့လိုမျိုးတောင်းတယ်ပေါ့နော်သူအမျိုးမျိုးသူတောင်းတာတော့အများကြီးပဲသူတောင်းတယ်ပေါ့နော်အဲ့ဒီအခါမှာကိုကသူတောင်းတဲ့အချက်လက်ကိုကိုကမှန်မှန်ကန်ကန်ထည့်ဖို့လိုတယ်ပေါ့နော်မှန်မှန်ကန်ကန်မဟုတ်ဘဲနဲ့တောင်းတဲ့အချက်လက်ကိုမှားပြီးတော့တင်ပြီးပဲဆိုလို့ရှိရင်ကိုယ့်ရဲ့ပေးအောင်ဆုံးရှုံးနိုင်တယ်ပေါ့နော် disable ဖြစ်နိုင်တယ်ဒီတစ်ချိန်နှစ်ချိန်သုံးလေးချိန်လောက်ကျွန်တော်တို့ကသူပြောတဲ့အချက်လက်ကိုကျွန်တော်တို့မပေးနိုင်ဘူးဆိုရင်ပေါ့နော်မပေး disable ဖြစ်ပြီဆိုရင်ကိုယ်ကအပိတ်ခံနိုင်ရတယ်ပေါ့ disable ဖြစ်တဲ့အခါမှာကျွန်တော်တို့ကပြန်လုံးမယ်ဆိုလို့ရှိရင်မရဘူးလားဆိုတော့ကျွန်တော်50 50ပေါ့နော်ပြင်ရဖို့တော့အခုလိုမျိုးပေးရောက်ချိတဲ့အခါမှာလည်းတတိဂရုစိုက်ရမယ်ဒီလိုမျိုးသူကကိုပေးရောက်ချိလို့ချက်လက်တွေမှားတဲ့အခါ upgrade ပြန်လုပ်ခိုင်းတဲ့အခါဒီ verify တောင်းတဲ့အခါပေါ့နော်ကျွန်တော်တို့တွေကသူပြောတဲ့ချက်လက်ကိုမှန်ကန်လုပ်ပြရမှာပေါ့နော်ဒါကိုကျွန်တော်တို့ကမသိဘဲနဲ့ရန်တမ်းပြီးလုပ်လို့မရဘူးပေါ့နော်အခုလိုမျိုးဖြစ်တဲ့အခါမှာကျွန်တော်တို့ကနားလေတက်ကျွမ်းတဲ့ service ဆရာတွေကျွန်တော်အဖို့ပြောခြင်းတယ်ပေါ့နော်ဒါမှပဲကျွန်တော်တို့ရဲ့ဒီ contact management ပို့ထားတဲ့အကောင့်ကမဆုံးရှုံးပါဘူးเนาะအခုလိုမျိုးနားမလည်ပဲနဲ့ကိုယ့်ဘာကိုလုပ်တဲ့အခါမျိုးတွေမှာကိုယ့်ရဲ့အကောင့်ကဆုံးရှုံးသွားနိုင်တယ်ပေါ့เนาะဒါကြောင့်မို့ကျွန်တော်အားလုံးသိရအောင်လို့ဒီဗီဒီယိုလေးလုပ်ပြလိုက်ရဖြစ်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်เนาะ